ယနေ့မေတ္တာဘာဝနာပွားများကြဖို့ခေါ်လိုပါလေ။ဘာပြုလို့တော့ခဏကဘာကြီးဟာမီးဟုံဟုံတောက်နေတယ်။တနည်းပြောရလို့ရှိရင်ကဘာကြီးကလောဘမီးတဟုံဟုံဒေါသမီးတဟုံဟုံမောဟမီးတဟုံဟုံတောက်နေတယ်။မြမပြည်ကဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီး၃မျိုးတဖြိုးဖြိုးရွာသွန်းလျက်ရှိပါတယ်ဒီအချက်ကိုကပ္ပအခြေအနေနဲ့မြမအခြေအနေကိုကြည့်ရင်ပို့ပြီးတော့ယခုရှိဝေမိတဲ့ပြိဿသိပါကပ္ပအခြေအနေကြည့်ရင်ကြောက်เสียကောင်းလိုက်တာလူပေါင်း9000လောက်ဒုက္ခရောက်တာတွေအများကြီးသတင်းစာတွေကြည်လိုက်ကြည်ရင်ဘုန်းကြီးများဒီကဘာကြီးမှာလောဘမီဟုံဟုံဒေါသမီဟုံဟုံမောဟမီဟုံဟုံတောက်နေတဲ့အကြောင်းကြောင့်ယခုလိုသတ္ထန္တရကဒုဗ္ဗေခန္တရကရောဂန္တရကတွေကြောက်ခမန်းလေးလေးဆက်ရောက်နေတာပဲလို့ဓမ္မသံဝေကရယူရပါတယ်မိမိတို့အမိမြန်မာပြည်အတွက်ကြည်လိုက်ရင်နေရာတိုင်းမြို့တိုင်းမှာဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီးတဖြိုးဖြိုးရွာသွန်းနေတဲ့အတွက်သတ္ထန္တရရောဂန္တရဒုဗ္ဗေခန္တရကဒီဟုသောက၃ပါးကင်းဝေးလွတ်မြောက်ပြီးတော့နေတယ်ဆိုတာဓမ္မသဘောနဲ့အမတန်ထင်ရှားပါတယ်ဒါလိုဖြစ်ရတာဘာပြုလို့တုံးဆိုတော့ဗမာပြည်ကပုဂ္ဂိုလ်တွေဟာအ ਨੇ ဆုံးနေ့စဉ်ဖရာအပန်းထူတယ်ရှိမိထူတယ်ရေချမ်းထူတယ်တခါတတ္တဝါတွေကိုတတ်နိုင်သလောက်မိမိတို့တတ်သလောက်ပြီးသလောက်မေတ္တာပို့တယ်လူတာကဒါနမေတ္တာပို့တာကဘာဝနာအမြဲတမ်း၅ပါးသီလကိုဆောက်တည်တာကသီလမိုးဖြိုးဖြိုးရွာသွန်းနေတယ်ဆိုတာမိမိတို့မျက်မြင်မိမိတို့လက်တွေ့ဒါကြောင့်လည်းပဲကတ်၃ပါးကင်းဝေးလွတ်မြောက်တယ်ဆိုတာမိမိတို့ကိုယ်တိုင်သိပြီးဖြစ်ပါတယ်အဲ့ဒီလိုသိပြီးဖြစ်တဲ့အတိုင်းမိမိတို့ကျင့်သုံးနေကြမေတ္တာဘာဝနာတရားကိုတနည်းအားဖြင့်မေတ္တာဗြဟ္မစိုရတရားကိုယခုအယက်မျက်နှာအလိုက်10မျက်နှာချပြီးတော့မေတ္တာဘာဝနာတရားကိုပွားများကြရအောင်ဒါဟာတရားကိုကိုယ်တိုင်ကျင့်သုံးပြီးတော့နာတဲ့နည်းပါချက်ခုံတရေမြတ်စွာကိုချထားမိမိတို့ဆိုတဲ့မေတ္တာဖို့စကားထဲမှာစိတ်ကိုစူးစိုက်ထား၍အားလုံးလိုက်ပြီးဆိုကြပါမေတ္တာပွားရအောင်အရှိအယမျက်နှာ၌အနန္တသတ္တဝါအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခတိငြိမ်းကြပါစေဒေါသခတိငြိမ်းကြပါစေရှင်ရခတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အယက်၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခတိငြိမ်းကြပါစေဒေါသခတိငြိမ်းကြပါစေ
ရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်းအရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်အရ၌ရှိသော
ထေဝန်းကျင်အနန္တစေကြဝဠာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေသာဓုသာဓုသာဓုဘုန်းကြီးကနေ့ဟောပြမှာမေတ္တာဘာဝနာပွားများပုံဟောပြပါမယ်တနည်းကပဋိသင်္ပိဓာမေပါဠိတော်မှာလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်ဆေမျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်တနည်းကမေတ္တာသို့ပရိတ်မှာလာတဲ့မေတ္တာဘာဝနာ7နည်းဖြစ်ပါတယ်မေတ္တာပွားပုံဟောပေးပါမယ်။ဘာဖြစ်လို့မေတ္တာဘာဝနာပွားပုံကိုဟောပေးရတော့ခဏကြည့်မယ်ဆိုလို့ရှိရင်တတ္တဝါတွေမှာယာဂမီဒေါသမီမောဟမီမိသုံးပါးတွေတဟုံးဟုံးလောင်းနေတယ်ဒါကမြင်ရတယ်ဉာဏ်နဲ့ကြည့်ရင်မြင်ရတယ်မိသုံးပါးတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမိကမရဲမိအဲ့ဒီမှာသင်္ကစားတော်ကြီးကမိသုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိတယ်လောဘကိနေသူနိဋ္ဌာယဒေါသကိနေဝိဝတ္တရိဒေါသကိနေသူနိဋ္ဌာယမောဟကိနေဝိဝတ္တရိမောဟကိနေသူနိဋ္ဌာယနရကကိဝိဝတ္တရိနရကကိဝိဝတ္တန္တာနရနရသူဒုက္ခရိမင်္ဂလာတော်ဘုရားကြီးဂါထာရေးဖွဲ့ပြီးတော့ထားပါဒါလည်းပဲဣတိဝပါဠိတော်ကလာတဲ့အဂိလောက်ကိုမှီပြီးတော့ရေးခြင်းဖြစ်ပါတယ်လောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်မောဟမီးတောက်တော့ကိုငရဲမီးတွေတောက်ကုန်တယ်ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံးဟုံးတောက်တယ်ဒါဖြင့်ကောင်းပြီမိကိုငြိမ်းစေနိုင်တဲ့ရေရှိတယ်လို့အခုပြောတဲ့လောဘမိဒေါသမိမောဟမိငရဲမိဒီမိကိုငြိမ်းစေတတ်တဲ့တရားရေကိုမရှိဘူးလားတရားရေကမေတ္တာဘာဝနာသည်အဲ့ဒီမိတွေကိုငြိမ်းစေတတ်တဲ့ရေစဉ်ရေအေးဖြစ်ပါတယ်မေတ္တာဘာဝနာရေစဉ်ရေအေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပဋိသင်္ပိဓာမေပါဠိတော်မှာလာတဲ့အယတ်10မျက်နှာတစ်မျက်နှာတစ်မျက်နှာလည်းမေတ္တာ4ပါး4ပါးပွားတဲ့မေတ္တာဘာဝနာရေစဉ်တစ်မျိုးမေတ္တာသုတ်ပရိမှာလာတဲ့မေတ္တာဘာဝနာ7မျိုး2မျိုးတောင်ရှိပါလေမေတ္တာရေစဉ်ရှိ2မျိုးပြောကြလို့
ဤတွင်ပဋိသင်္ပိဓာမဲ့ပါဠိတော်မှာလာတဲ့မေတ္တာဘာဝနာပွားပုံကဘုန်းကြီးတို့ဒီအရက်10မျက်နှာကိုရှာကရေတွက်ပုံကတစ်မျိုးရှာကအရှိအနောက်မြောက်တောင်တခါအရှိတောင်အနောက်မြောက်အရှိမြောက်အနောက်တောင်အောက်အထက်အဲ့ဒီလိုသူနည်းနဲ့သူပေါ့လေတူယူအရက်4မျက်နှာအထောင်အရက်4မျက်နှာတလူဆိုပြီးတော့အောက်အထက်အရက်ထဲကလူတွေမှတ်ဖို့လွယ်တဲ့နည်းကအရှိအရက်အရှိတောင်အရက်တောင်အရက်အနောက်တောင်အရက်အနောက်မြောက်အရက်မြောက်အရက်အရှိမြောက်အရက်အဲ့ဒီလိုမှတ်ရင်လည်းပဲအရက်ထဲကနည်းရပြီးပါဤတွင်ဥပမာအရှိအရက်ဆိုပါဆိုရဲ့ဥရတိမာယဒိသာယသဗ္ဗေတတ္တာအဝေရာဟွန်တုအပြာပိစ္ဆာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုသူလေးချက်ဟာမေတ္တာဘာဝနာပြတယ်အရက်တမျက်နှာအတွက်မေတ္တာ4ပါးပွားတတ်ရင်ကျန်တဲ့အရက်9မျက်နှာအတွက်အကုန်လုံးမေတ္တာပွားတတ်သွားတယ်အဲ့ဒီမှာအရှိအရက်၌ရှိသောအနန္တစေကြဝဠာအနန္တသတ္တဝါလို့မေတ္တာကအပမညာကမ္မထံခေါ်ပါတယ်သတ္တဝါအပိုင်းအခြားမထားရသတ္တဝါမနိုင်ရှင်နိုင်လောက်အောင်များတဲ့အနန္တသတ္တဝါအဲ့ဒီလိုစေကြဝဠာလည်းပဲအရှိဘက်ကအနန္တစေကြဝဠာစေကြဝဠာအနန္တမှာရှိရတဲ့အနန္တသတ္တဝါတွေအာယုံပြုပြီးတော့အဝေရာဟွန်တုဆိုတာကဘေးရန်ခတ်သိငြိမ်းကြပါစေတယောက်တယောက်ရန်ပြုလို့တဲ့စေတနာဘုန်းကြီးတို့ရှားအခေါ်ဝေရစေတနာလို့ခေါ်တယ်အဲ့ဒီဝေရစေတနာရန်ပြုလို့တဲ့စေတနာဖြစ်ရင်ဒေါသတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာရင်ကိုယ်စိတ်ဆင်းရဲတယ်အဲ့ဒီကိုယ်စိတ်ဆင်းရဲရင်နှလုံးစိတ်ဝမ်းမအေးချမ်းတော့ဘူးနှလုံးစိတ်ဝမ်းပူပန်တယ်အဲ့ဒါကြောင့်ဒီ4ခုကိုတတ်ပြီးတော့အဝေရာဟွန်တုကြည့်ပြီးတော့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေအပြာပိစ္ဆာဟွန်တုကြည့်ပြီးတော့ဒေါသခတ်သိမ်းငြိမ်းကြပါစေအနိကာဟွန်တုကိုကြည့်ပြီးတော့ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေဒုက္ခိအတ္တနာပရိဟရန္တုကြည့်ပြီးတော့ကိုယ်စိတ်နှလုံးစိတ်ဝမ်းအေးချမ်းရပါစေလို့ဆိုရင်ဗမာနီးနဲ့ဗမာပွားရင်အနဲ့အတိတ်ပဲမချင်းစရာမရှိဘူးမျက်စိကိုမိတ်ထားသို့မဟုတ်စက်ခုံတွေကိုချထားပြီးတော့ပွားကြည့်ရအောင်ဘုန်းကြီးတို့စာထဲကလာတဲ့အရက်အသွားနဲ့လူယူအရက်4မျက်နှာအထောက်အရက်4မျက်နှာအောက်အရက်4မျက်နှာအထက်အရက်အောက်အရက်အထက်အရက်အားလုံးအရက်10မျက်နှာမေတ္တာဘာဝနာပွားရအောင်ဒကာကြီးတွေဒကာမကြီးတွေစက်ခုံတွေမြတ်စွာချပြီးတော့ဟောဒီဒိတာဖရဏမေတ္တာကိုအရင်ပွားကြရအောင်မြတ်လိုက်ဆိုကြအရှိအရ၌ရှိသောအနန္တစေကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အရ၌ရှိသောအနန္တစေကြဝဠာအနန္တသတ္တဝါတို့
Viyan Khati Yinja Basi Doda Khati Yinja Basi Shinya Khati Yinja Basi Nalung Sewa Ichan Jabasi Miao Ayana Shiro Ananda Sajawala Ananda Lantawadu Viyan Khati Yinja Basi Doda Khati Yinja Basi Shinya Khati Yinja Basi Nalung Sewa Ichan Jabasi Dong Ayana Shiro Ananda Sajawala Ananda Lantawadu Viyan Khati Yinja Basi Doda Khati Yinja Basi Shinya Khati Yinja Basi Nalung Sewa Ichan Jabasi Anok Dong Ayana Shiro Ananda Sajawala Ananda Lantawadu Viyan Khati Yinja Basi Doda Khati Yinja Basi Shinya Khati Yinja Basi Nalung Sewa Ichan Jabasi Anam Miao Dong Ayana Shiro Ananda Sajawala Ananda Lantawadu Viyan Khati Yinja Basi Doda Khati Yinja Basi Shinya Khati Yinja Basi Nalung Sewa Ichan Jabasi Ashi Miao Dong Ayana Shiro Ananda Sajawala Ananda Lantawadu Viyan Khati Yinja Basi Doda Khati Yinja Basi Shinya Khati Yinja Basi Nalung Sewa Ichan Jabasi Anok Dong Ayana Shiro Ananda Sajawala Ananda Lantawadu Viyan Khati Yinja Basi Doda Khati Yinja Basi Shinya Khati Yinja Basi Nalung Sewa Ichan Jabasi Ao Ayana Shiro Tewunjin Ananda Sajawala Abbe Bunda Ananda Lantawadu Viyan Khati Yinja Basi Doda Khati Yinja Basi Shinya Khati Yinja Basi Nalung Sewa Ichan Jabasi Achat Ayana Shiro Tewunjin Ananda Sajawala Ananda Nabhyamadu Viyan Khati Yinja Basi
ဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟောတာပฏิသံပိဓာမေပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တယ်အယတ်ဆယ်မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်ဆယ်မျက်နှာထားပုံကခုပြောသလိုပဲစာထဲကထားတာကအရှိအနောက်မြောက်တောင်ဒီအရှင်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒါလိုရှင်းပါတယ်အေးမိမိတို့လွယ်လွယ်ရှင်းရင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိလို့အဲ့ဒီလိုဘုန်းကြီးတို့သိမြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲ့ဒီလိုအယတ်စဉ်အတိုင်းယခုလိုမေတ္တာပွားမဲ့ဆိုလည်းပဲပွားရပါတယ်ပွားကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဤအတိုင်းမှာဆိုရုပ်အတိုင်းဟောတာအထက်အရာနဲ့အောက်အရာကြတော့နည်းနည်းထဝန်းကျင်အနန္တစေကြဝဠာလို့ထဝန်းကျင်ကလေးထည့်ရဘာဖြစ်လို့တုံးဆိုတော့အဲ့ဒီထဝန်းကျင်မထည့်ရင်အောက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုလိုက်ရင်ဒီစေကြဝဠာအောက်မှာစေကြဝဠာတိုက်တတိုက်ပြီးတိုက်အောက်မှာပေါ့လေစေကြဝဠာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစေကြဝဠာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိတယ်အောက်မှာစေကြဝဠာတတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စေကြဝဠာတိုက်တွေအနန္တရှိတယ်အဲ့ဒါတွေအာယုံရောက်အောင်လို့အောက်အရာ၌ရှိသောနောက်နာကထဝန်းကျင်ဆိုတာဘေးပတ်လေလို့ဆိုလို့ရအနန္တစေကြဝဠာအဲ့ဒီစေကြဝဠာကဘာဖြစ်လို့တလို့ကိုယ်ရတုံးဆိုတော့ခုနကအရာရှင်းမျက်နှာပြောတုံးကအပေပုံသားတွေစိတ်ကအာယုံမရောက်ဘူးဟိုကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံသားတွေကိုအာယုံရောက်အောင်လို့အောက်အရာကပွားရထို့အတူပဲအရာရှင်းမျက်နှာပွားတုံးကအထက်ကနတ်တွေမြမာတွေမပါဘူးဟိုအာယုံထဲမှာမရောက်ဘူးမိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကိုသာအာယုံရောက်လို့အထက်ကနတ်တွေမြမာတွေရောက်မြတ်တာပွားရအောင်ဆိုပြီးတော့အထက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်လာတယ်ဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီစေကြဝဠာရဲ့အထက်မှာစေကြဝဠာတိုက်တည်ဆင်ငယ်အနန္တစေကြဝဠာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်လေအနန္တစေကြဝဠာအနန္တနတ်မြတ်မာတို့ဒါလေးပဲထူးတယ်ဒါဓိတာဖရဏမေတ္တာလို့ခေါ်တယ်
ုန်းကြီးကနေ့ဟောပြမှာမေတ္တာဘာဝနာပွားများပုံဟောပြပါမယ်ဗုဒ္ဓဘာသာသူတော်စင်တွေသည်နေ့စဉ်အမြဲမပြတ်မေတ္တာသုတ်ပရိတ်ကိုကြားရနာရကိုယ်တိုင်လည်းပဲရွတ်ကြရဒီမေတ္တာသုတ်ပရိတ်ဆိုတာကမေတ္တာဘာဝနာ7 နည်းပွားတဲ့သုတ်မေတ္တာသုတ်ပရိတ်ကြတော့မေတ္တာဘာဝနာ7 နည်းပွားတာကရှေးဥစွာဒုက္ခိနောဝခေမိနောဟဝန္တုသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာသဗ္ဗတတ္တာခသိန်းဥစ္စုံအလုံးစုံသောတတ္တဝါတို့သည်ဒုက္ခိနောဝကာယိကဒုက္ခနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍၎င်းဒုက္ခိတတ္တာစေတသိကဒုက္ခနှင့်ပြည့်စုံကြသည်ဖြစ်၍၎င်းခေမိနောဘေးရန်ဝိပအေးမြရကုန်သည်ဝန္တုဘဝန္တုဖြစ်ကြပါစေတတဝါတွေကိုတခွန်းတည်းနဲ့ခြုံပြီးတော့ပို့တဲ့မေတ္တာဖြစ်လို့သူ့ကိုဘုန်းကြီးတို့စာအခေါ်သဗ္ဗသင်္ဃာဟကမေတ္တာလို့ခေါ်တယ်အဲဒီသဗ္ဗသင်္ဃာဟကမေတ္တာပို့ခြင်းရင်အားလုံးတတဝါတွေစက္ကုံတရေမြတ်လွာချပြီးတော့ရုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအားလုံးတတဝါတွေခြုံပြီးပို့တဲ့သဗ္ဗသင်္ဃာဟကမေတ္တာဒါကတနည်း၎င်းနောက်ယေကေရှိပါဏဗုဒ္ဓတိတသဝါသာဝရဝနဝသေတာအားလုံးကြားရတယ်အားလုံးရွတ်နဲ့ရွတ်ကြဘုန်းကြီးတို့ဒီပါဠိလိုတကယ်မေတ္တာပွားပြီးဆိုတော့ယေကေရှိပါဏဗုဒ္ဓတိတသဝါသာဝရဝအနဝသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာအဲ့ဒီလိုပို့ရပါတယ်ဟိုးနောက်နားမှာသူရဲ့အဖြတ်တကရှိပါတယ်အဲ့ဒါကိုဘုန်းကြီးတို့ဘဂဝါနှစ်ပုံနှစ်စုထားပြီးပွားတဲ့မေတ္တာမှုသူ့ကိုဒုက္ခမေတ္တာလို့ခေါ်တယ်ဆိုကြပါစို့ဟင်းတစ်မျိုးတည်းစနေရတော့အာယုံကစိတ်မကျေနပ်ဘူး2 မျိုးလောက်အာယုံပြောင်းကျင်တယ်လို့ပဲအခုလည်းပဲသတ္တဝါတွေကိုအကုန်လုံးတခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ဃာဟကနဲ့အာမရရင်ဒုက္ခမေတ္တာသတ္တဝါ2 ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တသဝါသာဝရဝအနဝသေတာသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာလို့ပွားရဗမာလူပြောတော့တသဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ဥထုရှင်သောတာပန်သက္ကရာကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်သာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲ့ဒီနှစ်ခုကိုကြောက်တတ်မကြောက်တတ်နှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဒီလိုပွားရပါတန်ခါသူရဲ့တွဲပဲ့နောက်နာမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့တတ္တဝါတွေဟောဒီဓမ္မယုံကြီးပေါ်မှာဒီအထက်ဒီအဆောက်အုံထဲမှာရှိနေတဲ့တတ္တဝါတွေဟာမြင်အပ်တဲ့တတ္တဝါဒီအဆောက်အုံရဲ့ပြင်ဘက်ကအရက်10 မျက်နှာရှိတဲ့တတ္တဝါတွေဟာမမြင်အပ်တဲ့တတ္တဝါနှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီလိုပွားရပါမယ်နောက်ကဒူရေဝတန္တိအဝိဒူရေဆိုတာကအဝေးမှနေတဲ့တတ္တဝါအနီးမှနေတဲ့တတ္တဝါခုနကတတ္တဝါ2 မျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံပြင်ဘက်ကအရက်10 မျက်နှာမှာနေကြတဲ့တတ္တဝါတွေအနီးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံအတွင်းမှာရှိတဲ့တတ္တဝါတွေအာယုံပြုတ်ပြီးတော့ဝေးနေနီးနေနှထွေများစွာတတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါပြီးတော့နောက်နာမှာဘုဒ္ဓဝသံဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာဆိုတာဘုဒ္ဓဝါဆိုတာတန်တရားဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေသံဝေတိဆိုတာဘဝဇတ်မဆုံးသေးတဲ့ဥထုရှင်သောတာပန်သဂရကံအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုဌာနပုံထားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါတယ်တခါတတ္တဝါကိုနှစ်ပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တတ္တဝါကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်အဲ့ဒီမှာဘုန်းကြီးတို့တသဝါထာဝရဝနဝတိတာဒီဃဝါယေဝမဟန္တာမစ္စည်းမာရတကအနုကထူလာဒီပါဠိဂါထာထက်ဝက်မှာဘုန်းကြီးတို့တတဝါ၃ပုံ၃ပုံ၃စုရအောင်ဉာဏ်ဖြန့်ရဒီဃဝါရှည်လျားတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါနောက်နာကရတ္တာလို့ပါတယ်တူတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမျက်စိမှာမရှိမတူအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလို့ရှည်တဲ့တတ္တဝါဆိုတော့မွေတို့ငကားတို့ပေါ့တူတဲ့တတ္တဝါဆိုတော့လိတ်တို့မရှိမတူဆိုတော့ဒီကြားကတတ္တဝါတွေဒါသုံးခုကိုခြုံပြီးတော့ရှည်တူအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရတခါနောက်လာတဲ့မဟန္တာခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါရာဟုအသူရိန်ကြီးတို့လိုခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါတွေအနုကခန္ဓာကိုယ်သေးငယ်တဲ့တတ္တဝါတွေမျက်စိမှာအဲ့ဒီမကြီးမငယ်အလေအလတ်တတ္တဝါတွေသုံးစုထပြီးတော့ကြီးငယ်အလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေတခါနောင်နာကမျက်စိမှာရတကအနုကထူလာထူတဲ့ဖြိုးတဲ့ဝတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါအနုကကြုံနဲ့လှီတဲ့ပိန်နဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမျက်စိမှာမဆူးမကြုံအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလူပဲသုံးမျိုးနော်ဝတဲ့လူပိန်တဲ့လူမဝမပိန်အလေအလတ်လူဒီလိုသုံးမျိုးအဲ့ဒီမှာဆူကြုံအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့လိုပွားရအခုပြောခဲ့တဲ့မေတ္တာတွေကတစ်ဖက်သားအပေါ်မှာအရှိအပွားချမ်းသာရကြောင်းအရှိအပွားကိုရယူလို့တဲ့မေတ္တာပါဠိလိုဟိတာဓိကမဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အရှိအပွားချမ်းသာရကြောင်းကိုရယူလို့တာမေတ္တာမြည်သလိုတစ်ဖက်သားအပေါ်မှာအရှိအပွားမဲ့လို့ခေါ်တဲ့ဆင်းရဲဒုက္ခရောက်ကြောင်းမလိုတာကိုလည်းပဲအဟိတာပနိယနာဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာပွားနိုင်အောင်လို့နာပရောပရဏိကုပ္ပေထနာတိမင်ညေထကတ္ထရှိနံကံရှိဗျာရောတနာပတိကသင်ညလင်ညမင်ညတဒုက္ခမိတ်ရှိယဘဒဝါတွေဆင်းရဲဒုက္ခရောက်တာဘာကြောင့်လဲတယောက်ကတယောက်လိမ့်လီလှိပြနေလို့အလိမ့်မပေါ်ခင်ဆက်ဆံရေးအရှင်ပြေတော်လည်းပဲအလိမ့်ပေါ်လာရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်လူအချင်းချင်းလှည့်ပတ်ချင်းဟာဆင်းရဲဒုက္ခရောက်ကြောင်းတရားဒီတရားကင်းရပါစေလူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းရပါစေဒီလိုပွားရတက္ကနာတိမင်ညေထကတ္ထရှိနံကံရှိဒုတိယသတ္တဝါတွေဆင်းရဲဒုက္ခရောက်ကြောင်းပြောစမ်းပါတယောက်ကတယောက်ကိုအထင်သေးခြင်းအထင်သေးတာမသိခင်တော့ဆက်ဆံရေးအရှင်ပြေဤအထင်သေးတာသိရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်အချင်းချင်းအထင်သေးခြင်းလည်းပဲ
ရှင်ရဲ့ဒုက္ခရောက်ကြောင်းအရှိအပွားမဲ့တရားဖြစ်လို့အဲ့ဒီတရားကင်းပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဒီလိုမေတ္တာပွားရဗျာရောသနာပฏิကသင်ညနေညမင်းညတဒုက္ခမေရှိယတတ္တိယဒုက္ခရောက်ကြောင်းတရားကတယောက်ကတယောက်ဆင်းရဲတာကိုအလိုရှိတတိတော်တို့မလိုပါဘူးကိုတော့ဒီလိုမဟုတ်ပါဘူးမိမိတို့ကဗုဒ္ဓရဲ့သားတော်သမီးတော်မူလို့ဒီစိတ်တွေမရှိတာနော်ကဘာကြီးတစ်ခုလုံးကြည့်ရင်ဗုဒ္ဓဘာသာကလွဲရင်ရသောအဖြစ်တစ်ဖက်သားဆင်းရဲတာကိုပဲအလိုရှိတယ်ကိုယ်သာချမ်းသာရင်ဒါကြောင့်အချင်းချင်းဆင်းရဲလိုခြင်းလည်းပဲဒုက္ခရောက်ကြောင်းတရားဖြစ်လို့ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒီလိုမေတ္တာပွားတာကိုအရှိအပွားမဲ့ပယ်ရှားလိုတဲ့မေတ္တာ၃ပါးလို့ခေါ်တယ်ယခုမေတ္တာဘာဝနာတနည်းတနည်းကိုနှခေါက်လက်တွေ့ပွားကြည့်ရအောင်ရသက္ကုံတရေမြတ်စွာဘုရားအားလုံးလိုက်ဆိုကြရဗျာလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တတ်မကြောက်တတ်နှစ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တတ်မကြောက်တတ်နှစ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဝေးနေနီးနေနှထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဝေးနေနီးနေနှထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥ
ပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတုအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတုအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေကြီးငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေကြီးငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေဟောတာမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7 နည်းတနည်းကို2 ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမိမောဟမိငရဲမိတိရစ္ဆာန်ပြိတ္တာအတုရကဲအပေမိကိုငြိမ့်သက်နိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေတိဟူသောမိ4 ပါးကိုငြိမ့်သက်၍ငြိမ့်အေဒုက္ခသငြိမ့်အေတဲ့ကိုဖြစ်ကြပါစေလို့ဆုမွန်ကောင်းလဲတောင်း၏အားလုံးလည်းပဲဆုတောင်းရအောင်ဘုန်းကြီးရှိကဆုတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါးပါးသောဂရုဓမ္မနိစ္စသီလဆောက်တည်ရခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်များတဲ့ကောင်းမှုကုသိုလ်ကံအယယတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းဇတ်သိမ်းပြည်နိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းတို့ချုပ်ရာပြရာငြိမ်းရာတန်တရားဇတ်သိမ်းရာနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာလွယ်ကူသောအကျင့်ပฏิပတ်လင်းမြန်သောဝိပဿနာအသိဉာဏ်ရည်တန်အပ်သောမဉ္ဇဉ်4 ရပ်တို့ဖြင့်အရဟတဖို့ပေါ့ကိုယ်စီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါစေကုန်သတည်းအရဟတဖို့ပေါ့
နိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝပရိနိဗ္ဗာန်သုတိဤနောက်ကာလ၌ကာမရူပအရူပတိဟုသောဘဝသုံးပါးဘုံသုံးပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှပြခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိစာတရားတို့တဖန်အသစ်မဖြစ်ခြင်းတည်းဟုသောအနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုစီစံရပါစေကုန်သတည်းအနုပါဒပရိနိဗ္ဗာန်ကိုစီစံရသဖြင့်ကာမဝကိလေသာဝဝိပါကဝတိဟုသောဝဒုက္ခခတ်သိသန္တရာမိတော့မိလျံကြီးအပြည့်တိုင်ငြိမ်ကြပါစေကုန်သတည်း